ကျွန်တော်ခုနအိမ်သာသွားတက်တယ်မတက်ခင်မှာရှေ့မှာတချင်းသုံးပုတ်သွားနာထောင်လိုက်တယ်ပြန်လာတဲ့အထိဗန်ဒီဖြိုးစပင်လောက်တာမပြီးသေးပါဘူးအဲ့ဒါလေးမှတန်းတင်တာပါခင်ဗျာအဲ့ဒါလေးခုနကြက်ကပဲရောက်ပါခုနဘူးလို့ချွတ်လာလေတအားပူတယ်တောက်ချောက်ရေးပါအလုံးကြမှာကျွန်တော်မှာဒါပါအတူတွေတက်ထားတဲ့ကိုကောင်းမြတ်ဖြစ်ပါတယ်ဒီများကျန်တဲ့လူတွေကတော့ဆီလီကွန်တခြားနေရာထိုးတယ်ပေါ့နော်ကိုကောင်းမြတ်ကတော့ပါးမှာထိုးထားသလားမသိဘူးဗျာအရန်လာနေပဲဒီမှာအော်တိုမာရိကာဘုံတော်ကြောက်โอเคပါကျွန်တော်ဖြစ်ပါတယ်မတ်ရွှေသားဖြစ်ပါတယ်ဆက်တော့ဖြစ်ပါတယ်ကျွန်တော်လည်းအသက်40လောက်ကြီးပြီးတော့ကျွန်တော်လည်း10နှစ်လောက်ငယ်နေရုပ်ထွက်သူကျွတ်နေပါတော့ဆဲတော့ရောကမောဝဲလာဟိုကိုဒီလိုမှာရတဲ့ကသူရင်ဆိုရင်တူရတယ်ပါတော့ရအောင်ဒီကသပင်ကိုအသားပေးရရမှာသပင်ကိုအသားပေးရရမှာဟာလက်ထရပါပြီလို့အေးအမင်းကြီးတော့ခုနဘာတော့မဖြစ်ဒီပမာလဲလို့မတွေ့ရကြဘူးဒီဦးလေးဘာလို့ဘယ်သွားတာချင်းပါနှိတ်ခမ်းတယ်အကျော်လေးကြတယ်နှိတ်ခမ်းတွေသွားတာကျွန်တော်7နားနေရခဏလေးတက်မယ်ဟောပြီးတာလည်းတောက်ခဏတက်မယ်